ကားမောင်းတဲ့သူတိုင်းနီးပါနေ့စဉ်အပြုတ်ပြနေကြပြီနဲ့အထက်မှာဘလို့အလုပ်လုပ်တဲ့ဆိုတာကိုတော့လူနည်းနဲ့ပဲတကယ်သိကြတဲ့ဤပညာရည်ထူရှိပါလေအဲ့ဒါကတော့ anti-lock braking system ဒါမှမဟုတ်လူသိများတဲ့ ABS ရဲ့ထူးခြားဆန်းသစ်တဲ့ engineer ရပညာအကြောင်းပါပဲဒီလိုမျိုးတွေးမိပူကြလာမသိဘူးအရေးပေါ်အခြေအနေတစ်ခုခုကြောင့် brake ကိုစောင့်နေလိုက်တဲ့အခါမျိုးမှာအရင်ခေတ်ကားတွေလို့လမ်းပေါ်မှာရှည်ရတဲ့ဘူးချော်ရအမြဲကြီးတွေဘာလို့သိမတွေ့ရတော့တာလဲအဲ့ဒီမိဖို့ရဲ့အဖြေကဒီနေ့ကျွန်တော်တို့ပြောကြမယ် ABS နည်းပညာထဲမှာပဲရှိနေပါတယ်ကဲဟုတ်ဒီเจ้าကိုတေချာနားလေဖို့အတိတ်ကိုခဏလောက်ပြင်သွားကြည့်ရအောင် ABS မရှိခင်တော့ဆိုရင် brake out တွေဆိုတာတကယ်ကို Andre များတဲ့ကိစ္စတွေဖြစ်နေကြပါတယ်အရေးပေါ်အခြေအနေမှာ brake ကိုတူးလိုက်တာကကားကိုရပ်တန့်စေဖို့ထက်ထိန်းချုပ်မှုလုံးဝလွတ်သွားတဲ့အခြေအနေတွေကိုတော့ဖန်တီးနိုင်ခဲ့ပါတယ်အရင်ကအဓိကပြဿနာကပါလိဆိုတော့ brake ကိုပြင်းပြင်းထန်ထန်နှိမ့်လိုက်တဲ့အခါပြီးဒီကလည်းတော့မှမဟုတ်တော့ပဲ lock ချသွားရောပြီးဒီလည်းပတ်မှုရပ်သွားပြီဆိုတာနဲ့ steering ကိုဘယ်လိုပဲလဲဘာမှလုပ်လို့မရတော့ဘူးကားကတဲ့ပဲတရွတ်တိုက်ချော်ထွက်သွားပြီးထိန်းချုပ်နိုင်စွာလုံးဝဆုံးရှုံးသွားပါတော့တယ်ဒီပြဿနာကိုသူတို့ဘယ်လိုဖြေရှင်းခဲ့လဲဆိုတာကိုနားလည်ဖို့အတွက်အရင်ဆုံး steering ရဲ့အခြေခံရူပဗေဒသဘောတရားလေးတစ်ခုကိုခဏလောက်ကြည့်လိုက်ရအောင်ဒီကြတော့နာကအရင်စိတ်ဝင်စားဖို့ကောင်းပါတယ်အခြေခံအကျုံးဆုံးသဘောတရားကတော့ချော်ထွက်မှုမရှိပဲလက်ပတ်ချင်းပါပြောရရင်တော့တာယာနဲ့လမ်းနဲ့ဖြင်းထိနေတဲ့အလုပ်လုံးမှာအလင်က3ရက်ဖြစ်နေတာကိုဆိုလိုတာပါဒီလိုအခြေအနေမှာပဲကားကိုလုံးဝထိန်းချုပ်နိုင်တာဖြစ်ပါတယ်ဒီဖြက်စင်ကိုခွဲချမ်းစစ်ချကြည့်ရအောင်ကားကရှေ့ကိုရွေ့လျားနေတဲ့အလင်ရှိတယ်ဟုတ်ပြီနော်ဒီချိန်ထဲမှာပဲဘီးကသူ့ဝင်ရိုးပေါ်မှာလဲပတ်နေတာကြောင့်လမ်းနဲ့ထိတဲ့နေရာမှာနောက်ပြန်လဲတဲ့အလင်လည်းရှိနေတယ်ဆိုတော့လမ်းပေါ်မှာဒီရှေ့နဲ့နောက်စန့်ကျင်ဘက်အလင်တစ်ခုကအတိအကျညများသွားတဲ့အခါချော်ထွက်မှုမရှိတဲ့ဒီငင်တဲ့လေပတ်မှုကိုရရှိတာပေါ့ဆိုတော့အဓိကမှတ်ထားရမှာကဘာလဲဆိုတော့ဘီးတွေလဲနေမှာဘီးတွေလဲနေမှာပဲစတီရင်ကိုထိန်းလို့ရတာပါကားကွေးတဲ့အခါဘီးတွေကချော်မထွက်အောင်လက်ပတ်နေရပြီးဒီလိုလက်ပတ်ညာဘူးကားတစ်ခုလုံးကဘာလိုက်ကွေးပေးရတာပါဒါကဘီးလက်တာနဲ့ကားကွေးတာကြကအရင်အရေးကြီးရဲ့ဆက်ဆက်မှုပါပဲကဲဟုတ်ပြီဒါဆိုအရေးပေါ် brake ကိုစောင့်ရင်းလိုက်တဲ့အခါဒီနူးညံ့တဲ့ယူပပေတာဆိုင်ရာဟန်ချက်ညီမှုကြီးပြတ်သွားရင်တော့ဘာဖြစ်သွားမလဲကြည့်လိုက်အောင်ဘီးတပီ lock ကျသွားပြီဆိုတာနဲ့သူ့ရဲ့လက်ပတ်မှုကလုံးဝရသွားပြီအဲ့ဒီအခါမှာကားရဲ့ရှေ့သွားအလင်ကိုခြေဖြတ်ပြင်းနဲ့နောက်ပြန်လဲတဲ့အလင်လည်းမရှိတော့ဘူးပေါ့တာယာကလဲပတ်နေတဲ့ဘီးတစ်ခုကိုထိခံတဲ့လမ်းပေါ်မှာပိုးဆွဲထွားနေတဲ့ရာဘာတုံးကြီးတစ်ခုလိုဖြစ်သွားတာပါရလက်ကတော့တော်တော်လေးကြောက်စရာကောင်းပါတယ်စတေယာရင်ကိုဘလို့ပဲကစားကားကနားမထောင်တော့ဘူးတဲ့ပဲကျတို့တိုက်ချောထွက်သွားရတာပဲထိန်းချုပ်မှုလုံးဝဆုံးရှုံးသွားတာပါနောက်ထပ်ပြဿနာကြီးတစ်ခုကပိုးတောင်ဆိုသေးတယ်စဉ်းစားကြည့်ပါကားပြီးတစ်ချမ်းကရေခဲပေါ်မှာနောက်တစ်ချမ်းကကတ္တရာလမ်း6ပေါ်မှာရှိနေတဲ့အခါမျိုးပေါ့အဲ့ဒီအခြေအနေမှာ brake ဦးလိုက်ရင်မိမိဘက်က brake အမင်းများတော့ပဲအန်ဒီရရှိတဲ့လေထွက်သွားမှုကိုဖြစ်စေပါတယ်အင်ဂျင်နီယာတွေကတော့ဒီလိုထိမ့်မနိုင်သိမ်းမရလေထွက်တော်စီတွေအားကိုရောထော့လို့ခေါ်ကြတယ်ဆိုလိုတာကညာဘက်နဲ့ပယ်ဘက်ပြီးဒီပေါ်က brake အားတွေမညီမတဲ့အခါကားကထိမ့်မနိုင်သိမ်းမရဝေရောခနေလေထွက်တော်စီတွေအားပေါ့ကဲဒီလိုတန်နေရှိတဲ့ပြည်ပညာရေးအားလုံးကိုဖြည့်ရှင်းဖို့အများကိုချမ်းမြေတဲ့ engineer ဖြည့်ရှင်းချက်တစ်ခုပေါ်လာအဲ့ဒါကတော့ဟုတ်ပါတယ် ABS ပါပဲ ABS ရဲ့အတိအကျရည်မှန်းချက်ကပြောရရင်အရင်ရိုးရှင်းပါတယ်ဒီတွေကို brake out တဲ့အခါလုံးဝ lock ကျသွားတာမျိုးဘယ်တော့မှမဖြစ်အောင်တားဆီးပေးဖို့ပါပဲသူအလုံးလုံးပုံကတကယ်တော့အောက်စရာပဲပထမဆုံးဘီးတိုင်းမှာရှိတဲ့အာယုံကန်ကိရိယာတွေကဘီးတစ်ဘီးလောက်ကြော်တော့မယ်ဆိုတာကိုကြိုးသိတယ်အဲ့ဒီအခါထိန်းချုပ်စနစ်ကအဲ့ဒီဘီးပေါ်က brake fee out ကိုချက်ချင်းအစက္ကန့်အတွင်းမှာအချိန်ပေါင်းများစွာအနှဲငယ်ပြန်လုပ်ပေးပါတယ်ဒါကြောင့်ဘီးကလုံးဝ lock ကျနေသွားပြီခဏရက်ခဏလေးပြန်စနေစသွားနေရတာဒီလိုခဏရက်ခဏလေးဖြစ်နေတာကြောင့် brake ကိုအဆုံးထိနင်းထားရင်တော့ဘီးတွေကစက်ပြီးလေပန်းနေတော့မယ်ဆိုတော့အဓိကအကျိုးကျေးဇူးကပါလဲဆိုတော့ကားကိုရှေ့ကရဝတ္ထုတွေကိုရှောင်းတင်းမောင်းနေနိုင်တဲ့ထိန်းချုပ်နိုင်စွမ်းကိုဆက်ထိန်းထားနေတာပါပဲကောင်းပြီဒါပေမဲ့ချင်နိုင်ရောဒီမှာဒီရှင်းလင်းချက်ရဲ့အမိုက်ဆုံးအန်အောစရာအကောင်ဆုံးအပိုင်းကိုရောက်လာပါပြီ ABS ဘယ်လိုလုပ်ပြီးကားကိုပုံမြင်ရက်တန့်စေလဲဒီနေ့ကနည်းနည်းတော့ထူးဆန်းနေနိုင်ပါတယ်စဉ်းစားကြည့်လေ brake ကိုအပြေးဝမထုံးသေးခဏပြန်လွတ်ပေးနေတာကဘယ်လိုလုပ်ပြီးကားကိုပုံမြင်ရက်တန့်စေနိုင်မှာလဲဒါကနည်းနည်းတော့ခေါင်းရှုပ်စရာပဲနော်ဒီရဲ့အဖြေကဒီစကားတစ်ခုမှပဲရှိနေပါတယ်ပိုချော်တိုင်းပိုမထီးနိုင်ဘူးတဲ့အမှန်တော့တာယာနဲ့လမ်းကြားကပွတ်တိုက်အားဆိုတာကကျွန်တော်တို့ထင်တယ်လို့မရိုးရှင်းပါဘူး
တာယာဘလောက်ရာခိုင်နှုန်းချောတက်နေလဲအဲ့ဒီ slip ပုံမျိုးတီးပြီးကိုတိုင်အားကလည်းအတက်အကျရှိနေတာပါ ဒီမှာပဲအဓိကကျတဲ့ကဏ္ဍတစ်လုံးထွက်လာပြီ12ရာခိုင်နှုန်းအကောင်းဆုံး break ဘက်တိုက်အားကိုရဖို့အတွက်အသင့်တော်ဆုံးချော်ထွက်မှုအချို့က12ရာခိုင်နှုန်းရှိပါတယ်ဆိုလိုတာကလုံးဝမချော်တဲ့ 0% အခြေအနေဒါမှမဟုတ်လုံးဝ lock ကြပြီး 100% ချော်ထွက်နေတဲ့အခြေအနေမှာထက်12ရာခိုင်နှုန်းလောက်ပဲချော်ထွက်နေတဲ့အချိန်မှာ break အားအကောင်းဆုံးဖြစ်တာကိုတွေ့ရပါတယ်ABS စနစ်တွေကအတည်ညံမြင့်တဲ့ algorithm ကအရင်ကချွန်လဲတဲ့သူက break ဖျားကိုအဆက်မပြတ်ချိန်ပြီးပေးနေပြီး BA ချွန်ထွက်မှုကိုအဲ့ဒီစနစ်ရခိုင်နှုန်းနာမှာပဲရှိနေအောင်ချိန်ပေးပါတယ်ဒီလိုမျိုးနဲ့ရတတ်နိုင်ဆောင်ကိုအမြင့်ဆုံးဖြစ်အောင်ရန်လောက်ဆောင်ပေးနေတာပေါ့ ဆိုတော့အားလုံးကိုပြန်ချုပ်လိုက်ရရင် ABS ရဲ့အားသာချက်တွေကဒီလေးလေးပတ်မှုကိုထိန်းသိမ်းပေးတယ် break အောက်ချိန်မှာ steering ကိုထိန်းချုပ်နိုင်စွမ်းပေးတယ်ချော်ထွက်မှုကို12ရာခိုင်နှုန်းနာမှာထားပြီးအကောင်းဆုံး break အားကိုရစေတယ်ဒါကြောင့်ရက်တန်ကွာဝေးကိုရှော့ချပေးနိုင်ပါတယ်နောက်ဆုံးအနေနဲ့ electronic brake force distribution EBD လိုမျိုးစနစ်တွေနဲ့ပေါင်းစပ်ပြီးဒီပြောခဲ့တဲ့ကားတွေထွက်သွားတာမျိုးဖြစ်အောင်လုပ်ပေးပါသေးတယ်ဒီနေ့ဒီရှင်းလင်းချက်ကနေနေ့စဉ်သုံးနေတဲ့ ABS ရဲ့ Nobel က engineer ပညာဘယ်လောက်အင်အော်ဖို့ကောင်းလဲဆိုတာအမြင်သွားကြမယ်လို့ပြောနေပါတယ်ဒီလိုဆိုရင်နေ့စဉ်နေ့တိုင်းလမ်းမတွေပေါ်မှာကျွန်တော်တို့ကိုတိတ်တဆိတ်ဘေးကင်းအောင်ကာကွယ်ပေးနေတဲ့တခြားမမြင်ရတဲ့စနစ်တွေကတော့ဘာတွေဖြစ်နိုင်မလဲတကယ်စဉ်းစားစရာပါပဲ